Hello Variety Vibes MM, welcome to the channel. Please subscribe to my channel and click the notification bell next to it. Welcome to Variety Vibes MM. We'll explore diverse activities from around the world including religious, political, economic, social, and artistic. Now let's look at the story of a Muslim woman who was studying a book called the Abhidhamma, which is part of our Buddhist tree books. The Abhidhamma is a book of wisdom that analyzes the constant evolution and changes of the mind. Did her religious leaders, her families allow her to study and learn from a religion? Okay, let's look at this with a positive attitude. Thank you. မင်္ဂလာပါရှင်ဗုဒ္ဓအဘိဓမ္မာကိုသင်ကြားဖို့ရဆိုလို့ရှိရင်အဘိဓမ္မာတစ်ကြောင်းလောက်တင်ပြပေးပါတဲ့ဟုတ်ကဲ့ပါရှင်အဘိဓမ္မာအကြောင်းကိုဒီမပြောပြခင်မှာဗုဒ္ဓအဘိဓမ္မာကိုအရင်ဆုံးပြောပြပါမယ်ဗုဒ္ဓဆိုတာကတော့ဗုဒ္ဓမြတ်စွာဘုရားပေါ့နော်အဘိဆိုတာကတော့မြင်မာခြင်းကိုပြောတာပါဓမ္မဆိုတာကတော့ခွဲခြားစိတ်ဖြာခြင်းကိုပြောတာပါအဲ့တော့ဗုဒ္ဓအဘိဓမ္မာဆိုတာကတော့ဗုဒ္ဓဘုရားရဲ့အမြင့်မားဆုံးသောသီလသမာဓိပညာစတဲ့ပညာရက်တွေကိုခွဲခြားစိတ်ဖြာလေ့လာခြင်းကိုဗုဒ္ဓအဘိဓမ္မာပညာရက်ဆိုပြီးတော့မှသတ်မှတ်ထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့မိတ်ဆွေမေးထားတာကတင်ကြားဖို့ရဆိုရင်အဘိဓမ္မာတစ်ကြောင်းလောက်ပြောပြပါလားတဲ့ဆိုတော့ဟုတ်ကဲ့အဘိဓမ္မာတစ်ကြောင်းမဟုတ်ပါဘူးအများကြီးလည်းပြောပြနိုင်ပါရဲ့ရှင်အဘိဓမ္မာကိုဘယ်လိုလူမျိုးတွေသင်ယူသင့်တယ်လဲဆိုလို့ရှိရင်ကလေးလေးတွေကနေစပြီးတော့မှဟိုအသက်ကြီးတဲ့သူတွေအထိအဘိဓမ္မာကိုသင်ယူသင့်ပါတယ်အဘိဓမ္မာဆိုတာစိတ်ပညာရက်ကိုလေ့လာတာဖြစ်တဲ့အတွက်အဘိဓမ္မာကိုရရင်နိဗ္ဗာန်ရတယ်လို့ပဲဖြစ်တာပါရှင်အဲ့တော့နိတ္တယတန်တရားနိတ္တယလို့ခေါ်တဲ့တန်တရားမှာဖြစ်ပျက်နေတဲ့ဖြစ်ပျက်သဘောတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်နော်ဓမ္မဒိဋ္ဌာလို့ခေါ်တဲ့အစင်းလိုက်စီစီချင်းကိုလေ့လာရမှာဖြစ်ပြီးတော့မှဓမ္မတရားရော87 82ကိုအခြေခံပြီးတော့မှစိတ်တဓမ္မမဟုတ်လို့ရှိရင်စိတ်တစက္ခဓမ္မမဟုတ်လို့ရှိရင်ရူပနိဗ္ဗာန်ဆိုပြီးတော့မှအစိတ်ပိုင်းတွေခွဲခြားပြီးတော့လေ့လာလို့ရပါတယ်ရှင်အဘိဓမ္မာအဋ္ဌကအတွင်းမှာဆိုလို့ရှိရင်ဖျား9ထိုးရှိရပေါ့နော်ခုနှစ်စာအုပ်လည်းရှိပါတယ်ဒါမျိုးကိုလည်းတွားပြီးတော့လေ့လာလို့ရပါတယ်ရှင်ဒီလေ့လာခဲ့တဲ့စာအုပ်ကလေးတွေကတော့ဒီစာအုပ်လေးဖြစ်ပါတယ်ဒါလေးကတော့ဒီပါစီရပြနေတဲ့အချိန်မှာလုံးဝပါဠိဘာသာကိုနားမလည်တဲ့ကြောင့်မို့လို့တိန်တော်ဤပြီးဒီမှာတောင်းကဆရာတော်ဘုရားကြီးဗဒ္ဒနာကုဋ္ဌိနာအလင်္ကာရဆရာရှင်မှာတွားပြီးတော့မှဆရာတော်ကြီးရှင်မှာတွားပြီးတော့မှဒီပညာလေးကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်ဒါလေးရဆိုလို့ရှိရင်တော်ကြီးမိုးကိုယ်တိုင်စစ်စစ်ထားတဲ့စာအုပ်လေးဖြစ်ပါရဲ့ရှင်ဒီထဲမှာဆိုရင်ဗုဒ္ဓအဘိဓမ္မာရဲ့အခြေခံအကြောင်းတရားတွေအများကြီးကိုဖတ်နည်းရအစာရေးထားတဲ့စာအုပ်ကလေးပါဒါလေးကတော့ဗုဒ္ဓအဘိဓမ္မာရဲ့အခြေခံကျမ်းစာအုပ်ကလေးပါရှင်ဒီစာအုပ်ကလေးကိုလေ့လာပြီးတော့မှ certificate ရတဲ့အထိကိုသင်တန်းပြီးခဲ့ပါတယ်ရှင်ဒါကြောင့်မို့လို့ပညာတော့မဆန်းပါနဲ့ဒီကပညာစမ်းခံဖို့အတွက်ဒီသင်တန်းကြီးကိုတောက်တက်ခဲ့ရမှာမဟုတ်ပါဘူးကောင်းခြင်းဆိုခြင်းတွေကိုအကောင်းဆုံးလေ့လာပြီးတော့မှဒီလိုဘာသာတွေရဲ့တရားနဲ့တရားကွဲပြားနေတဲ့စိတ်ပိုင်းလေးတွေကိုသိချင်တာရဲ့နောက်တစ်ခုကပညာရေးအတွက်အထောက်အကူပြုဖို့အတွက်တာယာလေ့လာခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပညာဆိုင်ခြင်းကိုတော့ပြီးခံပါရှင်အကောင်းဆုံးတပည့်တွေကိုသင်ပြနိုင်အောင်ကောင်းဆုံးအတွေ့အခေါ်တွေရအောင်ဆိုပြီးတော့မှဒီသင်တန်းကိုတက်ခဲ့တာဖြစ်ပါရဲ့ရှင်ကျေးဇူးအများကြီးတင်ပါရဲ့ရှင်မွန်းနဲ့အဘိဓမ္မာကဘာမှမပတ်သက်မှုမရှိပါဘူးဆိုပြီးတော့မှရေးထားတယ်နော် comment လေးကိုလေးစားချစ်ခင်စွာနဲ့ပဲ reply ပြန်လိုက်ပါတယ်ရှင်ဟုတ်ပါတယ်မွတ်စလင်တွေနဲ့ဗုဒ္ဓအဘိဓမ္မာနဲ့ဟာဘာမှမပတ်သက်ပါဘူးဒါပေမဲ့ကျွန်မကတော့ဗုဒ္ဓအဘိဓမ္မာသင်တန်းဆင်ထားတဲ့အတွက်ကြောင့်မို့လို့လူကိုလူလိုမြင်ပြီးတော့မှဘာသာတရားကိုဘာသာတရားလို့မြင်တတ်ပါတယ်ရှင်အကောင်းနဲ့အဆိုးကိုလည်းခွဲခြားတတ်ပြီးတော့မှကုသိုလ်စိတ်အကုသိုလ်စိတ်တွေကိုလည်းခွဲခြားတတ်နေပါပြီရှင်ဒါကြောင့်မို့လို့မိတ်ဆွေကိုကြံ့ကြံ့ပေးထန်တာကတော့မိတ်ဆွေကအခုပြောနေတဲ့မွတ်နဲ့အဘိဓမ္မာဘာမှမဆိုင်ဘူးဆိုတော့မိတ်ဆွေကကျမအထင်တော့အဘိဓမ္မာကိုမသိဘူးလို့ဖြစ်လိမ့်မယ်အဘိဓမ္မာတရားတော်ကိုနားထောင်ပြီးတော့မှအဘိဓမ္မာတရားကိုတကယ်ပဲသိတဲ့သူတွေကဒီလိုမျိုးခွဲခြားမှုမရှိပါဘူးရှင်ကျေးဇူးပါဒီမှာလည်းပတ်သက်ပြီးတော့သိချင်တာလေးရှင်းရင်လည်းဒီချိန်မှာလာပြီးတော့မှသင်တန်းယူလို့ရပါတယ်ဆိုတဲ့အကြောင်းကိုဒီကနေပြီးတော့မှ marketing ဆင်းလိုက်ပါတယ်ရှင်ကျမကတော့မြန်မာပြည်ဖွားအစ္စလာမ်ဘာသာဝင်ဆရာမလေးပါရှင်
မင်္ဂလာပါရှင်ဘာသာရေးတစ်ခုကိုလေးစားပြီးဒီလိုလေးလာတာတွေအတွက်ဆရာမလေးအတွက်အတားအဆီးတွေဝေဖန်တာမျိုးတွေရောကြုံရလားမိသားစုကရောမတူညီတဲ့ဘာသာတရားကညီမလေးသင်ယူတာတွေကိုလေးလာတာတွေကိုလုပ်တဲ့အခါမှာပေါ့နော်ဒီမိသားစုရဲ့ခွင့်ပြုချက်တွေရရလားဒါမျိုးတွေမိထားတယ်ပေါ့နော်အဲ့တော့ဒီလို comment တွေအများကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကလေးစားချစ်ခင်စွာနဲ့ reply ပြန်ပါတယ်ဆိုတော့မိသားစုနဲ့ပတ်သက်ပြီးတော့အရင်ပြပြပါမယ်အဲဆိုတော့အမေတို့ဖွားတို့ပေါ့နော်မိသားစုဝင်တွေအားလုံးကခွင့်ပြုပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဟာဆ iam မတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုလည်းလေ့လာဖို့အတွက်ကမ်းလှမ်းခြင်းခံရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိုလောက်ခွင့်အပြည့်အဝပေးတယ်ပေါ့နော်အဲ့တော့ဒါကိုမလုပ်ခင်မှာဒီတို့ဘာသာရဲ့အစ္စလာမ်ဘာသာရဲ့ဆရာတော်တွေရှိတယ်အဲ့ဆရာတော်တွေရှိမှဒီသွားပြီးတော့ဒီမေးတယ်ပေါ့နော်ဒီကိုဒီပညာရပ်ကိုယူဖို့အတွက်ဒီတူတာဒီပလိုမာလေးတက်ဖို့အတွက်ကမ်းလှမ်းခြင်းကိုခံရတယ်ဒီဒါလေးတက်လို့ရလားလို့မေးတဲ့အချိန်မှာဒီကို 100% တက်ဖို့ခွင့်ပြုချက်ပေးပါတယ်ခွင့်ပြုတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်အစ္စလမ်ဘာသာဝင်ထဲမှာဒီလိုမျိုးဘတ်စုံတော်တဲ့မိန်းကလေးမျိုးရှိတဲ့နဲ့ဆိုပြီးတော့မှဆရာတခင်တွေကလည်းဒီကိုခွင့်ပြုချက်ပေးတယ်အဲ့ဒီအတွက်နဲ့ဒီဟာကိုenergy အပြည့်နဲ့တက်တယ်ပေါ့နော်ဆိုတော့ဝေဖန်တာတွေရှိလားဆိုတော့ရှိတယ်ဘယ်လိုတွေရှိလဲဆိုတော့အစ္စလာမ်မှာလည်း 50% 100% တက်ကျွမ်းလားဆိုမတက်ကျွမ်းဘူးတက်အောင်ကကလတီနေပေါ့ပြောရမယ်ဆိုရင်တော့ဟုတ်လားဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်လည်းတက်လားဆိုမတက်ဘူး90%ပဲသိတယ်အဘိဓမ္မာသိလားဆိုလည်းမသိဘူးဝိနည်းသိလားဆိုလည်းမသိဘူးသစ္စာသိလားဆိုလည်းမသိဘူးဟုတ်လား90ပဲသိတဲ့သူတွေကတော့ဒီကိုဝေဖန်ပါတယ်တိုက်ခိုက်ပါတယ်တကယ်ကို 100% သိတဲ့သူတွေကတော့အင်တန်အေးချမ်းပါတယ်အခုလေးလာနေတဲ့အချိန်မှာလည်းတော်တော်ခက်ခဲဖြစ်တယ်ချိုးဆရာတော်တွေဆိုလို့ရှိရင်ညဘက်တွေကိုဒီစာရေးပြင်ရှင်းပြတာမျိုးတွေရှိတယ်ဗုဒ္ဓဘာသာဝင်တွေညီမတွေဆိုလို့ရှိရင်လည်းပဲဒီကိုအများကြီးပဲဒီစာရေးနဲ့ပတ်သက်ပြီးတော့သင်ပြတာတွေရှိရပေါ့နော်အဲ့တော့တကယ်ကိုတက်ကျွမ်းတဲ့သူတွေကတော့ဒီလေးလာနေတဲ့အချိန်မှာကိုကောင်းတဲ့အကြံဉာဏ်တွေပေးတယ်ဝေဖန်တာထက်ကို question တွေပေါ့နော်မလိုလားအပ်တဲ့ question တွေမမေးဘူးအရင်အေဂျင့်တယ်မလိုလားတဲ့သူတွေကတော့မလိုလားအပ်တဲ့ question တွေကိုမေးတယ်အပြည့်ရှာကြတယ်ပေါ့နော်ဟုတ်ကဲ့အခုလည်းလေးလာနေရတာအရင်အဆင်ပြေပါတယ် online ကနေရောအပြင်ကနေရောပေါ့နော်တွားပြီးတော့မှလေးလာနေပါတယ်ရှင်energy ပြည့်နဲ့လေးလာနေတာဆိုတော့အမြင့်ဆုံး diploma တစ်ခုအနေနဲ့ရချင်ပါတယ်စူးစမ်းနေပါတယ်ရှင်မင်္ဂလာမနက်ခင်းလေးပါရှင်ဗုဒ္ဓဘာသာရဲ့အနှစ်သာရဖြစ်တဲ့တရားတော်တွေကိုလေ့လာနေတဲ့ရည်ရွယ်ချက်အစစ်မှန်ကိုသိချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်လေးစားချစ်ခင်စွာနဲ့ပဲဒီဗီဒီယိုလေးကို reply ပြန်လိုက်ပါတယ်teacher တယောက်အနေနဲ့ဒီကအဓိကမြန်မာစာ specialist ပေါ့နော်မြန်မာစာဂုဏ်ထူးတွေကိုလည်းတင်ပြနေတဲ့ဆရာမလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်တိုင်တိထိုက်တာတွေကိုဒီပို့ပြီးတော့တိထားရအောင်လို့လေ့လာနေရပါရှင်ကိုယ်တိုင်လည်းပညာကိုအပြည့်အဝယူထားမှကိုယ့်ရဲ့တင်ပြပေးနေတဲ့ကိုယ်တင်ပြပေးနေတဲ့ကိုယ့်ရဲ့တပည့်တွေကိုလည်းကိုယ်ကအကောင်းဆုံးတိကျဆုံးတင်ပြနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမရဲ့ရည်ရွယ်ချက်ကတော့ကျမကဆက်လက်ပြီးတော့လည်းလေ့လာနေမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းမျှဝေနေမှာဖြစ်ပါတယ်ရှင်ဒီလိုလေ့လာခြင်းအဖြစ်ဒီကျမကိုတိုက်ခိုက်လာတဲ့လူတွေကိုကျမကပြန်လဲတုတ်ပြန်ဖို့အဲ့လိုရည်ရွယ်ချက်မျိုးတော့ကျမမှမရှိပါဘူးကျမရဲ့အသိပညာကိုကျမအကောင်းဆုံး sharing လုပ်မယ်ဆီယမဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆီယမတယောက်တိထိုက်တာအားလုံးကိုဆီယမအနေနဲ့ပညာစုရပေါ့နော်ဒီလိုလေးပဲသိထားပေးပါရှင် Oh, okay. Now that you've watched this video, please share your thoughts, opinions, and thoughts in the comments. Thank you all.